အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Google ကနေကျွန်တော်တို့မြန်မာနိုင်ငံဖုန်းနံပါတ်ကို SMS ကုတ်ချမပေးတော့ဘူးဖြစ်ပါတယ်အဲကြောင့်မလို့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့မှာပြဿနာနှစ်ချက်ဖြစ်နိုင်တယ်ပထမတစ်ချက်ကကျွန်တော်တို့ Gmail စဖွင့်တဲ့အခါမှာဆိုရင်သူကဖုန်းနံပါတ်တောင်းတယ်ဖုန်းနံပါတ်တောင်းတာဖြစ်တဲ့အတွက်သူကကုတ်ချမပေးတော့ဆိုရင်ကျွန်တော်တို့က Gmail စဖွင့်လို့မရတော့ Gmail ဖွင့်လို့မရတော့နောက်တစ်ချက်ကကျွန်တော်တို့ဒီ Gmail မှာကျွန်တော်ဖွင့်ပြီးသား Gmail မှာ recover အတွက်ကျွန်တော်တို့ဖုန်းနံပါတ်ပဲရှိတယ်Gmail ထည့်မထားဘူးဆိုရင်ကျွန်တော်တို့တခြားတစ်ပိုက် login မှာတွားပြီးတော့ login ဝင်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကုတ်ချမပြီးတော့အဲ့ဒီပြဿနာတွေကြောင်းလာနိုင်တယ်အဲအကြောင်းမလို့ကျွန်တော်တို့က recover မှာကျွန်တော်တို့ Gmail မှာ recover ကကျွန်တော်တို့ email ကိုဖုန်းနံပါတ်ကိုနှစ်ခုလုံးရှိတဲ့လူကကိစ္စမရှိဘူးဖုန်းနံပါတ်နဲ့မရရင် recover ကကျွန်တော်တို့ email နဲ့ဝင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ Gmail မှာကျွန်တော်တို့ဖုန်းနံပါတ်ကိုပဲ recover လုပ်ထားရဲဆိုရင်တော့တခြားတစ်ပိုက်ဒီမှာ login တွားပြီးတော့ဝင်ကျွန်တော်အခက်တွေ့နိုင်တယ်အဲကြောင့်မလို့အခုကျွန်တော်ပြောပြမယ့်နည်းလမ်းလေးကကျွန်တော် authenticator app ကိုအသုံးပြုပြီးတော့တခြားတစ်ပိုက်မှာ login ဝင်လို့ရတဲ့ဆိုတဲ့ဟာလေးကိုကျွန်တော် share လုပ်ပြီးတော့မှဖြစ်ပါတယ်เนาะဒီဆိုကျွန်တော်တို့ဖုန်းထဲမှာဖုန်းထဲမှာဒီ authenticator app နဲ့ဒီဟာလေးနဲ့ပေါ့เนาะဒီမှာ QR barcode ဆိုတဲ့ဟာလေးကိုနှစ်ခု download လုပ်ထားမှာဖြစ်ပါတယ်เนาะလိုတော့လုပ်လာမယ်ဆိုရင်ကျွန်တော် Play Store ကိုသွားလိုက်မယ်တော့ပြီးကျွန်တော်တို့က authenticator app ဆိုတဲ့ဟာလေးကိုရိုက်ထည့်လိုက်မယ်เนาะ HEMDICATOR အဲ့လိုရိုက်ပြီးကျွန်တော်တို့ဒီမှာပေါ်လာတယ်ဒီမှာဒီ software လေးပေါ့เนาะဒီဟာလေးကို download ဆွဲထားမယ်ကျွန်တော်ဖုန်းထဲမှာပြီးတော့နောက်တစ်ခုကကျွန်တော်တို့က QR barcode scanner barcode scanner ဒီ software လေးပေါ့เนาะဒီမှာဒီဟာလေးကိုကျွန်တော်ဖုန်းထဲမှာဒီနှစ်ခုကိုကျွန်တော်ဖုန်းထဲမှာ download လုပ်ထားမယ်ပြီးတော့ကျွန်တော်တို့ Gmail ထဲဝင်လိုက်မယ်เนาะ Gmail ထဲဝင်ပြီးကျွန်တော်ဒီညာဘက်အပေါ်ဆုံးတောင်းမှာရှိတဲ့ဒီ profile နဲ့ကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီမှာ manage your Google account ဆိုတာရှိတယ်အဲ့ဒီတော့တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီမှာညာဘက်လေးနဲ့ဆွဲလိုက်မယ်ဆွဲပြီးကျွန်တော်ဒီမှာ security ဆိုတာရှိတယ်အဲ့ဒီတော့တစ်ချက်ဝင်လိုက်เนาะဝင်ပြီးအောက်ကနေဆွဲလိုက်မယ်ဆွဲပြီးဒီမှာ authenticator ဆိုတာရှိတယ်เนาะဒီမှာအလဲတက်လက်မှာအဲ့လေးတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်မှာ set authenticator ဆိုတာရှိတယ်အဲ့လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်ဒီ scan ကိုကျွန်တော် screenshot ရိုက်ရမှာဖြစ်ပါတယ်เนาะ screenshot ရိုက်လိုက်မယ်ရိုက်ပြီးကျွန်တော်တို့ခုန download ဆွဲထားတဲ့ QR barcode scanner ကိုတစ်ချက်သွားမယ်เนาะဒီကိုတစ်ချက်သွားမယ်သွားပြီးကျွန်တော်တို့ညာဘက်အပေါ်ဆုံးမှာ gallery ပုံစံလေးရှိတယ်အဲ့ဒီတော့တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ခုန screenshot ရိုက်ထားတဲ့ scanner လေးကိုတစ်ချက် select မှတ်လိုက်မယ်မှတ်ပြီးဒီမှာ open ဆိုတာရှိတယ်เนาะဒီ share ဘေးနားလေးမှာ open ဆိုတာရှိတယ်အဲ့ဒီတော့ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော် yes ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ဒီမှာနောက်ခုကျွန်တော်ဒီအပေါ်ဟာကကျွန်တော် Facebook ကိုကျွန်တော်ဒီ authenticator app နဲ့လောက်ထားတာအောက်ကဟာကြတော့အခုကျွန်တော်အခုလုံးမဲ့ Gmail ကို authenticator app ထဲကိုထည့်လိုက်တာကုတ်ကသူက10မိနစ်တစ်ခါပြောင်းတယ်ပေါ့နော်90ညာဘက်မှာအဝိုင်းလေးလဲနေပေါ့နော်အဲ့ဒါလေးတစ်ချက်စောင့်လိုက်မယ်နောက်တစ်ကုတ်တစ်ခုပြောင်းသွားပြီအခုဆိုရင်ဒီမှာဆိုရင်3683935 Gmail ထဲကိုပြန်သွားမယ်3683935အဲ့လေးနှိပ်ပြီးကျွန်တော်အောက်မှာ verify ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာဆိုရင်တော့ကျွန်တော်တို့ရသွားပြီဖြစ်ပါတယ်เนาะအခုလိုမျိုးကျွန်တော်တို့က authentication app ကိုသုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ recover မှာဖုန်းနံပါတ်ပဲရှိတဲ့လူတွေကတခြားတစ်ပိုက်မှာ login ဝင်ရင်ကျွန်တော်တို့ဒီ software လေးကိုအသုံးပြုပြီးတော့အလွယ်တကူပဲဝင်လို့ရမှာပဲဖြစ်ပါတယ်เนาะဒီကလေးကျွန်တော်ရဲ့ video လေးအကျိုးရှိတယ်ဆိုရင်တော့ like and subscribe လေးနဲ့နှိပ်ပြီးသွားကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်